အရက်ခအတွင်မှာမီဒီနေထိုင်ကြတဲ့ချင်းလူမျိုးတွေလည်း88နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကိုအရက်ခတပီလုံးအတိုင်းအတာနဲ့ဖေဖော်ဝါရီလ20ရက်နေ့မှာတခဲနတ်ဆင်ရေးခဲ့ကြပါတယ်။ဒီအခမ်းအနားတွေဟာစစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုအောက်ကနေလွတ်မြောက်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်အရက်ခဒေတာအနှံ့မှာလွတ်လပ်ပွင့်လင်းစွာပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ဒီအခမ်းအနားတွေစီအရက်ခိုင်အမျိုးသားအဖွဲ့လာ ULA ကဂုံဖြူတဝန်လာပေးပို့ခဲ့တယ်လို့အရက်ခိုင်တပ်တော် AA ကတာဝန်ရှိသူတွေကိုယ်တိုင်တက်ရောက်ပြီးချင်းတိုင်းရင်းသားတွေနဲ့အတူတရင်တနည်းဆင်နွှဲခဲ့ကြပါတယ်။ ULA ရဲ့တဝန်လာမှာတော့ချင်းနဲ့အရက်ခိုင်လူမျိုးတွေဟာရှေးရခင်ကတည်းကမိတန်သွေးတော့ညီအကိုမောင်နှမအရင်ချာများထက်ကြပြီးအခုလိုအမျိုးသားနေ့ကိုဒေတာအနှံ့မှာစီကားတိုင်းမိတ်စွာကျင်းပနိုင်ခြင်းဟာတောင်လန်ရဲရဲ့အနှစ်သာရဖြစ်တယ်။ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့လွတ်လပ်မှုကိုလက်တွေ့ခံစားရတာဖြစ်တယ်လို့အလေးအနက်ဖော်ပြထားပါတယ်။ဒါအပြင်စစ်အာဏာရှင်တွေရဲ့သွေးခွဲအုပ်ချုပ်မှုကိုကျော်လွှားပြီးအရက်ခတိုင်းပြည်တိဆောက်ရေးနဲ့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာတန်တူညီမျှလက်တွဲသွားကြဖို့လည်းတိုက်တွန်းထားပါတယ်။ဒီကနေ့မြင်တွေ့ရတဲ့မြင်ကွင်းတွေဟာချင်းနဲ့အရက်ခိုင်လူမျိုးနှမျိုးကြားကယုံကြည်မှုကိုပြန်လည်ခိုင်မာစေသလိုအနာဂတ်အတွက်သမိုင်းတစ်ခုကိုအတူတကွအရေးထိုးလိုက်တာပဲဖြစ်ပါတယ်ရှင်။